အောင်ရဲလေးအနေနဲ့ဘယ်တော့ကွန်ဖမ်းပါလဲအခုလက်တလုံးမှာအမှုပညာရှင်တွေရဲ့မင်္ဂလာသတင်းတွေကလည်းခက်ဆစ်စိတ်တွေကြားလာနေရပါတယ်မင်္ဂလာသတင်းတွေအပြင်အောင်ရဲလေးကိုလည်းသူတို့သားအရန်အဖြစ်နဲ့တွေ့နေရတာမို့လို့ပြည်သက်တွေကနေအောင်ရဲလေးရဲ့မင်္ဂလာသတင်းကရောဘယ်တော့ကွန်ဖမ်းပါလဲဆိုပြီးစိတ်ဝင်စားဖြစ်နေကြပါတယ်အောင်ရဲလေးအနေနဲ့စပေါ်လာကြတဲ့ကသူမတူတဲ့ fashion design တွေကြောင့် make-up လေးတွေတက်တက်လို့အားပေးခံခဲ့ရတဲ့မင်းသားဆိုလည်းမမှားပါဘူးအဲ့ကတဲ့ကအောင်ရဲလေးကိုနှက်ခမ်းနီမလေးတွေအသေးဆွဲအားပေးကြပြီးသူ့ရဲ့အချစ်ရေးကိုချပြလာတဲ့အချိန်မှာလည်းလက်ခံပေးခဲ့ကြပါတယ်အောင်ရဲလေးချစ်သူဟာဆိုရင်အမှုပညာအတိုင်းအဝိုင်းတွေကမဟုတ်တာကြောင့်ပြည်သက်တွေအနေနဲ့သိမသိကြတာဖြစ်ပါတယ်အောင်ရဲလေးအနေနဲ့သူနဲ့တဒန်းနဲ့ဖြစ်ကြတဲ့ဟေးဝီယန်ဆိုဗီယက်တစင်တို့နဲ့သူ့ထက်အငယ်တွေစီကနေနောက်ကားကြော်တက်တာခံနေရပြီဆိုပြီးပြည်သက်တွေကပြောနေကြပြီးသူ့စီကနေကွန်ဖန်ဆိုတဲ့စကားကိုလည်းကြားချင်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့အောင်ရဲလင်းကတော့ကြော်ညာပွဲတက်တွေနဲ့ဇလန်းတွေကိုသာရှိုက်ပြီးဒီအတိုင်းဘဝကိုအေးအေးဆေးဆေးလေးသာဖြတ်တန်းနေတော့တာပါ။သူတို့သားအရန်တွေသာလုံနေရတာမြင်ရတော့ပြည်သက်တွေကလည်းအောင်ရဲလေးကိုမင်္ဂလာဝတ်စုံနဲ့မြင်ချင်နေကြတာဆိုလဲမမှားပါဘူးပြည်သက်ကြီးတို့ရောအောင်ရဲလေးကိုကွန်ဖမ်းချင်ကြပြီလားကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်